ဓမ္မပညာသင်တန်းဒီနေ့ဖွင့်လှစ်မဲ့ဓမ္မပညာသင်တန်းကတော့သုတ်တံအနှစ်ချုပ်ကိုသင်မဲ့ဓမ္မပညာသင်တန်းဖြစ်တယ်အားလုံးပဲမင်္ဂလာပါအခုနောက်ပိုင်း YouTube မှာအခုလိုမျိုးတရားတော်တွေကို channel ထောင်ပြီးတော့တစ်ဖက်ကကုသိုလ်လေးရတစ်ဖက်ကဝင်ငွေလေးရအောင်လို့လှုပ်ချင်နေကြသူတွေအများကြီးရှိနေပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးမှာအဲ့လိုမျိုးလှုပ်ချင်နေတဲ့သူတွေအတွက်ဘယ်လိုမျိုးလုပ်ရတယ်ဆိုတဲ့နည်းလမ်းလေးကိုအခမဲ့ပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုရဲ့နောက်ဆုံးမှာလည်းစာတန်းထိုးတဲ့ key phrase သုံးနည်းလေးတွေရဲ့တရား channel တွေရဲ့ဖြစ်လေဖြစ်တာရှိတဲ့သဘောတွေကိုပြပေးထားတာမို့လို့ဗီဒီယိုရဲ့နောက်ဆုံးထိကြည့်တာဖို့လည်းပြောချင်ပါတယ်ဗီဒီယိုလေးမစတင်ခင် channel လေးကို subscribe လုပ်ထားပြီးတော့ notification နေရာလေးမှာ all ဆိုပြီးတော့ထားပေးပါအောင်နော်ကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးစလိုက်ကြမယ်ပထမအဆုံးအနေနဲ့ copyright မညှိအောင်လို့ကိုယ့်ဘာသာကိုပုံထုတ်ပြီးတော့လုပ်ရမယ်ဘာလို့လဲဆိုရင်ကိုက line ပေါ်မှာရှိတဲ့သူများလုပ်ပြီးသားပုံကိုသုံးလိုက်ရင်လည်းအရင်ပိုင်ရှင်ရှိရင်ဒါမှမဟုတ်တယောက်ကသုံးထားပြီးသားဆိုရင် copyright ရှိနိုင်တယ်ဒါကြောင့်ပါအဲ့တော့ပုံထုတ်ဖို့အတွက်ကိုကြိုက်တဲ့ AI application ကိုသုံးလို့ရပါတယ်Gemini သုံးမလား ChatGPT သုံးမလား Grok AI ကိုသုံးမလားကြိုက်တာကိုသုံးပါဒီမှာကျတော့ Grok AI ကိုပဲသုံးလိုက်ပါမယ်Grok application လေးကို App Store တို့ Play Store ကနေပြီးတော့အလဲတကူ download လုပ်လို့ရပါတယ်။download ပြီးသားပြီဆိုရင် application လေးတွေကိုဝင်ဖို့ VPN ရင်ခံပေးရမယ်။အဲ့တော့ဒီမှာ jump VPN လေးဖွင့်ပြီးတော့ VPN ချိန်လိုက်ပါမယ်။ VPN ချိန်ပြီးသားရင် Grok application လေးတွေကိုဝင်လိုက်။ကဲဒီမှာ Grok တွေကိုရောက်တာပြီပုံထုတ်မှာဆိုတော့ဒီက imaging ဆိုတာလေးကိုနှိပ်ပေးလိုက်ပါအောက်နားမှာက type to imaging အဲ့နေရာလေးမှာအခုပြထားတဲ့ prompt လေးကိုထည့်ပေးလိုက်ဒီမှာကဗုဒ္ဓဆင်းရဲတော်နာမှာကိုထားခြင်းနဲ့အစင်တစားလေးတွေထားလို့ရတဲ့ prompt လေးလုပ်ပေးထားပါတယ်အသုံးပြုနည်းလေးကကြတော့ကိုထားစင်တာကရွှေဆိုရင်ဒီ4000ကွင်အဖွင့်ပိတ်ထဲမှာကိုလို့ထည့်ပေးတကယ်လို့စိန်ထင်းကျင်နေဆိုရင် diamond ဆိုပြီးတော့ထည့်ပေးကိုထည့်ကျင်တဲ့အကြောင်းမြရနာကိုထည့်ပေးလို့ရပါတယ်အော်ဒါတွေမှမဟုတ်ဘူးနော်ရေကန်ပေးနာမှာဖျားနဲ့ပစ္စည်းတွေ၅ပါးနဲ့အစားရှိတဲ့ပြကိုကြိုက်တဲ့ပုံစံကိုစိတ်ကူးရှိသလိုထုတ်ပါဒီမှာတော့ပထမဦးဆုံးပေါ့နော်ဒီခုပြောသားရတဲ့အစင်တစားလေးနဲ့ထုတ်မယ်ပထမဦးဆုံးရွှေကိုအရင်သုံးလိုက်မယ်ထည့်ပြီးတော့ပို့လိုက်ပြီအဲ့တော့ဒီမှာပုံလေးထုတ်ပြီးနေပါတယ်ခဏလေးစောင့်ပေးလိုက်ပါကဲဒီမှာဆိုလို့ရှိရင်ပုံလေးတွေကြာလာပါပြီတော်တော်လေးကိုလှရနော်အဲ့ဒီပုံတွေကမှကိုအကြိုက်ဆုံးပုံတစ်ပုံကိုထောက်လိုက်download လုပ်ချင်ရင်ဒီနေရာလေးကိုနှိပ်ပြီးတော့ download လုပ်လို့ရပါတယ်ပုံလေးရပြီဆိုတော့အခုကဒီပုံလေးကို animation ထည့်ပြီးတော့ video ဆက်လုပ်လိုက်ကြမယ်အဲ့တော့ဒီနေရာက video ဆိုတာလေးကိုနှိပ်လိုက် free user ဖြစ်တာကြောင့်6စက္ကန့်စာပဲရမယ်ဒီမှာတော့ပြောထားတယ် custom use your own video promptတော့ကြတော့ကိုယ့်ဘာသာပေါ့နော်ပုံလေးကိုကိုယ့်ဘာသာ prompt ထည့်ပြီးတော့ကိုယ့်စိတ်တိုင်းကြပြန်ပြီးတော့လောက်ခိုင်းတာဒီမှာကျတော့ကိုရီးယား story တွေပုံမြင်နေလောက်တလို့မျိုးကိုယ့်စိတ်တိုင်းကြအရင်ကြီးကိုလောက်စရာလည်းမလိုတော့ AI ကိုပဲအဆင်ပြေလို့လောက်ခိုင်းလိုက်မယ်အားကြောင့်လို့အောက်ကဒီ normal ဆိုတာလေးကိုနှိပ်ပြီးတော့ AI ကိုပဲ video လောက်ခိုင်းလိုက်ပါမယ်ဒါအောင်နှိပ်လိုက်ရင် generating video ဆိုပြီးတော့လုပ်ပေးနေပါပြီကဲဒီမှာဗီဒီယိုလေးရလာပြီဗီဒီယိုလေးကိုထောင်းချင်ရင်ဒီနားလေးကနေပြီးတော့ download လုပ်ပေးလိုက်အဲ့တော့ကိုလိုချင်တဲ့ခိုးနေရတာပြီနောက်တစ်ခါကျတော့စိတ်နဲ့စမ်းပြပေးပါမယ်ခုနက insert gemstone here ဆိုတဲ့အထက်ကို diamond လို့ရေးလိုက်မယ်ဒီမှာဆိုရင်စိတ်နေပါလာပြီ
ကိုသဘောကျဆောင်ပုံကိုနှိပ်ပေးလိုက်ခုနကလို AI ကိုပဲဗီဒီယိုလောက်ခိုင်းလိုက်မယ်ဒီမှာဆိုရင်တော်တော်လေးကိုတက်ပဲเนาะအဲ့တော့နောက်ဆုံးတစ်ခါလောက်ပြမယ်အဲ့ဒါကိုကြတော့ play နဲ့လောက်ပြပေးမယ်တခုရှိရလေကိုကဖျားဆင်းလို့တော့ပါရွှေရမလို့ကျင်းဆိုရင်ဒီနေရာက transcendent golden ဆိုတဲ့နေရာလေးမှာကိုထည့်ချင်တဲ့ယတနာကိုထည့်လို့ရပါတယ်အဲ့တော့ play ကိုပဲထည့်ပြပေးလိုက်မယ်နော်ထည့်ပြပေးလိုက်တော့ဒီမှာ transcendent play ဆိုပြီးတော့ဖြစ်သွားတယ်ပြီးတော့ insert gemstone here ဆိုတဲ့နေရာထဲကို play လို့ရေးထည့်လိုက်မယ်အဲ့တော့ထုတ်လိုက်ပါပြီထုတ်လိုက်ရင်ဒီမှာပလဲလေးတွေတည်တန်းနေရာတွေပါလာတယ်ကိုသဘောကျဆုံးပုံနှိပ်ပြီးတော့အပေါ်ကပြောခဲ့သလိုပဲ AI ကိုဗီဒီယိုလောက်ခိုင်းလိုက်ပါဗီဒီယိုလေးရလာပြီဆိုရင် download လုပ်ပေးလိုက်ကိုယ့်ရဲ့တရားဗီဒီယိုကရှေ့သလိုထုတ်ထားပေးပါကဲခုလိုမျိုး AI နဲ့ပုံရောဗီဒီယိုလေးတွေရောထုတ်ပြီးပြီဆိုတော့တရား audio တွေကိုဘယ်ကနေရှာရမလဲဆိုတာတစ်ချက်ပြပေးပါမယ် Chrome နဲ့တော့ search bar ကနေပြီးတော့ဓမ္မ download ဆိုပြီးတော့ရိုက်ရှာလိုက်ပါပြီးရင်ဒီက audio in မြန်မာဆိုတာလေးကိုနှိပ်လိုက်ပြီးတော့ဘယ်နာက audio in မြန်မာဆိုတာကိုပဲထပ်နှိပ်ဒီမှာဆိုရင်ဆရာတော်ကြီးတွေရဲ့တရား audio တွေအများကြီးရှိတယ်သူကကြတော့တရားဓမ္မပြန့်ပွားလို့လည်းရည်ရွယ်ချက်နဲ့ဆရာတော်ကြီးတွေရဲ့အသံတွေကို free သုံးခွင့်ပေးထားတာပါဒီမှာပါမောက္ခချုပ်ဆရာတော်ကြီးပသန္တာဒေါက်တာနန္ဒမာလာဘိဝန္တာဆရာတော်ကြီးရဲ့တရားအော်ဒီယိုယူလိုက်မယ်အဲ့ဒါကိုနှိပ်ပေးလိုက်ပြီးရင်ကိုလိုချင်တဲ့တရားအော်ဒီယိုကိုနှိပ်လိုက်download လုပ်မယ်ဆိုရင်ဒီနေရာလေးကအဆက်30ကိုနှိပ်ပြီးတော့ download ဆိုတာလေးကိုနှိပ်ပေးလိုက်ရင်ရပါပြီအခုလိုမျိုးပုံတွေဗီဒီယိုတွေတရားအော်ဒီယိုတွေအကုန်ရပြီဆိုရင်ဗီဒီယိုစပြီးတော့ edit လုပ်ရပါပြီအလဲတကူ edit လုပ်လို့ရတယ်ကတ်မှာပဲ edit လုပ်ရတယ်လို့ InShot တို့ဘာလို့မှလည်း edit လုပ်ရတယ်အဲ့တော့ဒီမှာအရင်ဆုံးကတ်ထဲကိုဝင်လိုက်ပြီးရင်ဗီဒီယိုထည့်ဖို့အတွက် new video ကိုနှိပ်ပြီးရင်ခုနကလောက်ထားတဲ့ဗီဒီယိုကိုနှိပ်ပေးပြီးတော့ထည့်ပေးလိုက်ပါအခုဒီဗီဒီယိုဆိုရင်6စက္ကန့်နဲ့ဖြစ်နေရဲ့အဲ့တော့6စက္ကန့်နဲ့ဖြစ်နေတာကိုဆွဲဆန်းလိုက်မယ်အဲ့ဒါကြောင့်မို့လို့ဗီဒီယိုပေါ်လေးကိုထားပြီးရင်ဒီက speed တွေကိုဝင်ပြီးတော့နည်းနည်းလေး short ပေးလိုက်ပါပြီးတော့ရင် audio ထည့်မယ်ဆိုရင် audio ကိုနှိပ်ပြီးတော့ရင် sound ကိုနှိပ်ဖိုင်ပုံစံလေးတွေကိုသွားဒီထဲကနေပြီးတော့ device ထဲကိုသွားခုနကတရား audio ကိုလိုက်ရှာတွေ့ပြီဆိုရင်ဒီနေရာကအပေါင်းလေးကိုနှိပ်ပြီးတော့ထည့်လိုက်ရင်ရပါပြီခန္ဓာစီစဉ်300ကျေးဇူးတော်ရှင်ဒီမှာဆရာတော်ကြီးရဲ့အတန်မရောက်ခင်ဒီဖြတ်လိုက်မယ်ဓမ္မပြီးရမတော့ဒါ speed ကနည်းနည်းလေးနှေးလုံးနဲ့ထင်နေရင်ထပ်ပြီးတော့မြန်ပေးလိုက်ပေါ့
ပြီးရင်ဆရာတော်ရဲ့အတန်ကိုနည်းနည်းချက်လိုက် ဓမ္မ မယ် ပညာသင်တန်း အဲ့မှာပါလာတဲ့ဗီဒီယိုအတန်ကရှုပ်နေတယ်ဆိုရင်နည်းနည်းတိုးလိုက်မယ် ဓမ္မ ကဲကိုလိုချင်သလိုအကုန်လောက်ပြီးလို့အဆင်ပြေရင် export လုပ်လို့ရပါပြီInShot မှာလည်းအတင်တူတူပါပဲเนาะအဲ့တော့ InShot မှာလည်းလောက်တတ်အောင်လို့တစ်ချက်ပြပေးမယ်သူလည်းပဲဗီဒီယိုနှိပ်ပြီးသားရင် new ကိုနှိပ်ခဏကဗီဒီယိုတွေကိုပဲထည့်ပေးလိုက်ကိုကဗီဒီယိုကို YouTube မှာတင်မယ်ဆိုရင် YouTube site ကိုလည်းရွေးလို့ရသေးတယ်ဒီနေရာက cross လာလေးကိုနှိပ်လိုက်ဒီ YouTube site ကိုရွေးပေးလိုက်ဒီမှာဆိုလဲ speed ကိုနှိပ်ပြီးတော့ဗီဒီယိုလေးရှင်းပေးပြီးရင်ဗီဒီယိုအတန်တွေကိုပိတ်လိုက်မယ်ပိတ်ပြီးရင်အတန်ထည့်ဖို့အတွက် music ကိုနှိပ် music ထဲကနေမှာ my music ကိုထပ်နှိပ်ပြီးရင် use ကိုနှိပ်ပြီးတော့ထည့်ပေးလိုက်ပါထည့်ပေးပြီးရင်ခုနကလုပ်တဲ့အတိုင်းပဲဆရာတော်ကြီးရဲ့အတန်ရောက်တဲ့အထိဖြတ်ပေးလိုက်မယ် ကျေးဇူးတော်ရှင်ဆရာပါတယ်သူပြပါ၍ကျေးဇူးတော်ဩဝါဒစကားမွေးကြားပြီး ဓမ္မပညာ ကဲအဆင်ပြေပြီဆိုရင်တော့ export ထုတ်လို့ရပါပြီဒီလိုမျိုးလေးတွေလုပ်ပြီးတော့ YouTube မှာတင်လို့ရတယ်ပြီးတော့ဗီဒီယိုထဲမှာစာတန်းထုံးနည်းလေးသိချင်ရင်ဘယ်လိုလုပ်ရမလဲဆိုတာကို bonus အနေနဲ့ပြပြပေးမယ်ကက်ကနေမြန်မာစာတန်းထုံးမှာဘယ်လိုလုပ်ရလဲဆိုတာသင်ပေးထားတယ်ဒါပေမဲ့တော်တော်များကြတော့ကက်ကနေပြီးတော့ဒီမြန်မာစာတန်းထိုးလို့ရှိရင်စလုံးမမှန်မှန်နဲ့ပြဿနာကြုံနေရတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကနေပြီးတော့ကြည့်ပြီးရတယ်လုပ်လို့ရတယ်ပြီးတော့နောက်ထပ်အဆင်ပြေအောင်လို့ဒီမှာနောက်ထပ် software တစ်ခုကနေလည်းဘယ်လိုလုပ်ရလဲဆိုတာပြပေးမယ်လုပ်ဖို့လုပ်နေရတော့အကောင်လုံးတူတူပါပဲအဲ့တော့သူဒီ software လေးကကြတော့ VM Video Editor software လေးပါသူ့ကို Play Store တောင်မှမဟုတ် App Store ကနေပြီးတော့ download ဆွဲလို့ရပါတယ် software လေးကို download ဆွဲပြီးရင်ဖွင့်ပေးလိုက်ပါပြီးရင်ကိုစာတန်းထိုးမဲ့ဗီဒီယိုကိုကြည့်ဒီမှာက Word for Peace ဆရာတော်ရဲ့တရားကိုဘာသာပြန်ဖို့ရှိလို့ဒါကိုပဲယူလိုက်မယ်ပြီးရင် Tap to add subtitle ကိုယူဒါပြီးသားရင်တိုင်တယ်ကိုထပ်ယူစာသားလေးနည်းနည်းကြီးရလို့ကျင်လို့ add a set heading ဆိုတာလေးကိုရွေးလိုက်မယ်ပြီးရင်ရေးမဲ့စာသားလေးကိုထည့်ဒါပြီးရင်ဒီအလဲကအဝိုင်းလေးကနေပြီးတော့စာသားအရောင်ရွေးလို့ရတယ်ဘယ်လိုပုံစံအရောင်လို့စနာလဲရွေးပြီးရင်စာသားကိုထားချင်တဲ့နေရာမှာထားစာသားလေးတွေရွေးသွားဖို့ဆိုရင် key frame လေးသုံးပါမယ်အစမှာ key frame ချပြီးရင်စာသားလေးကိုရွှေ့ပေး key frame လေးထပ်ချကဲအဲ့လိုလေးလုပ်ပြီးတော့ key frame ချပေးလိုက်ပါတယ်ဒါဆိုရင်ကိုထိုးထားတဲ့စာရန်လေးကိုပြန်ကြည့်ရအောင်စာလေးတွေကကို key frame ချသလိုရွေ့သွားပါတယ်ညံချလားနှေးချလားကိုလိုချင်သလိုချိန်မှာဒါကတော့နမူနာပြပေးရပါဥမာရှလန်းချက်မြေပါစေတို့ခொနရသားသမီးများစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းနဲ့ပြည့်စုံပါစေတို့အစားရှိသဖြင့်ပေါ့နော်ကို channel နဲ့ကိုင်မယ်ကိုထိုးခြင်းနဲ့စာသားမျိုးကိုထိုးလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်စာတန်းထိုးတာလည်းအကျဉ်းမြင့်လောက်တော့နားလည်တော့လောက်ပြီလို့ထင်ပါတယ်ပြီးတော့ခုလိုတရား channel ထောင်ဖို့အတွက် YouTube channel တစ်ခုဘယ်လိုထောင်ရမလဲမသိဘူးဆိုရင်ဒီဗီဒီယိုလေးမှာတားပြီးတော့ကြည့်လို့ရပါတယ်ဒီဗီဒီယိုမှာသုံးသွားတဲ့ prompt လေးတွေကိုလည်း comment မှာရော description မှာပါချပေးထားပါမယ်ဒီလောက်ဆိုရင်တရား channel လုပ်ချင်နေတဲ့သူတွေအတွက်ဘယ်လိုစလုပ်လို့ရလဲဆိုတာကိုတော့သိတော့လောက်ပြီထင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကကြားရလေတရားတော်တွေတရား channel တွေလုပ်တယ်ဆိုတာကဒီ AI ကိုသုံးပုံလေးဆင်သင်ထုတ်ရောတရားဟောဒီရောကလည်းဆင်သင်ရှိပြီးသားဆိုတော့အလည်းတကူယူသုံးလို့ရနေတော့သုံးတာထက်နေရင် repetitive content တို့ပြီးရင်ဒီတရားတော်အတန်ကိုပဲသုံးတာများနေရင် reuse content တို့တော့မိနိုင်တာမို့လို့လုံးမဲ့လို့ပေါ့နော်ကိုယ့်ရဲ့ကိုယ်ပိုင် creation ကိုယ့်ရဲ့ကိုယ်ပိုင်အတန်နဲ့အများအတွက်အကျိုးပြုတဲ့ဗီဒီယိုတွေလုပ်နိုင်ဖို့ပို့ပြီးတော့မျှော်လင့်ပါတယ်
မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးတွေရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်